ဒေါ်မြရင်သည်နှစ်ပေါင်း30ကြာကျေးလက်ဒေသကတိုက်ကြီးတစ်ခုကိုစောင့်ရှောက်နေခဲ့သူဖြစ်သည်သူမတည်ဆုံးပြီးနောက်သူ၏တဦးလေးသောသမီးနှင်းစီသည်စက္ခံဆောင်ရှောက်ရန်ကျေးလက်သို့ပြန်လာခဲ့သည်ကျေးရွာသားများကတိုက်ကြီးအကြောင်းမပြောချင်အောင်ဆောင်ကြသည်ညဘက်တွင်မီးမထွန်းရညနေ9နာရီကျော်လျင်အပြင်မထွက်ရစသည့်စီးမြင်များကိုသူတို့ချမှတ်ထားကြသည်တညသည်မိုးကြီးသေးထန်စွာရွာသွန်းနေသည်လေပြင်းများကတိုက်ခန်းဟောင်းကြီးကိုတီလဲလှုပ်ခတ်နေသည်လျှက်စီးကြောင်းတစ်ခုကြောင့်မီးအားလုံးပြတ်သွားခဲ့သည်ထူးဆန်းသည်မှာဧကန်ရှိနေရန်ကက်နာရီဟောင်းကြီးသာချက်ချင်းလက်တံလှည့်၍ထိုးတက်လာပြီးည12နာရီကိုညွှန်ပြနေသည့်ထိုချိန်တွင်နှင်းစီသည်နာရီတန်ထက်ပိုကျဲလောင်သောအတန်တစ်ခုကိုကြားလိုက်ရသည်တိတ်အတန်သည်သူမ၏အိတ်ခမ်းတကားအပြင်ဘက်မှလာနေသည်သူမသည်ခြေဖျားထောက်၍ကြည့်မိသည်မှောင်နေသောခြေရင်းတန်းစင်ပေါ်တွင်သူ၏ကွယ်လွန်သူမိခင်ဒေါ်မြရင်၏ဖန်သားပြင်ကွယ်မျက်မှန်ဟောင်းကိုဝစ်ဆင်ထားသောပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်သို့သောဒေါ်မြရင်၏မျက်နှာသည်ပြားလဲလဲဖြစ်နေပြီးပါးစပ်သည်ပုံမှန်မဟုတ်ဘဲကျယ်ပြန့်ကအစွန်းတစ်ခုစီသို့ရောက်နေသည်သမီးငါရဲ့နာရီဟောင်းလေးပြန်ပေးပါမည်အတန်သည်ချောမောပြေပြစ်လွန်းသည်သို့သောအလွန်အေးဆက်နေသည်နှင်းစီသည်ထိတ်လန့်တကြားတကားကိုပိတ်လိုက်သည်သူမသည်နားထောင်နေမိသည်အတန်သည်ပျောက်ကွယ်သွားခဲ့သည်သို့သောနောက်တစ်စက္ကန့်တွင်အေးသောလက်တစုံသည်သူမ၏လည်ပင်းကိုထိတွေ့လာသည်ငါကဒီမှာပါနှင်းစီလှည့်ကြည့်လိုက်သည်သူမမျက်မှောက်၌ဒေါ်မြရင်၏မျက်နှာပြင်သည်လုံးဝအမဲရောင်သို့ပြောင်းသွားပြီးမျက်လုံးများသည်အနက်နက်ကြီးများဖြစ်နေသည်သူမသည်အော်ဟစ်ရန်ကြိုးစားတော်လဲအတန်ထွက်မလာခဲ့ပေမနက်ခင်းတွင်ကျေးရွာသားများသည်တိုက်ကြီးသို့ရောက်လာကြသည်သူတို့တွေ့ရှိရသည်မှာနှင်းစီသည်ကြောက်လန့်တကြားမျက်နှာဖြင့်တေဆုံးနေပြီးသူမ၏လက်ထဲတွင်နာရီဟောင်း၏စပရိတ်များကိုချုပ်ကင်ထားခြင်းဖြစ်သည်ကျေးရွာသူကြီးကသူ၏ခေါင်းကိုခါရင်းပြောလိုက်သည်ဒီနာရီဟာဒေါ်မြရင်ရဲ့ညီမအရင်ဖြစ်သူကိုတပ်ပစ်ခဲ့တဲ့အချိန်ကိုမှတ်ထားတာသူမကသူ့ညီမကိုဒီနာရီနဲ့ပဲရိုက်တက်ခဲ့တယ်အခုတော့သူ့ဝိညာဉ်ကနာရီနဲ့အတူပြန်လာတယ်ထိုနေ့ညမှစ၍တိုင်ဟောင်းကြီးသည်လုံးဝအခြေချသူမရှိတော့ပေသို့သောည12နာရီတိုင်းတွင်နာရီတန်ထက်ပိုကျဲလောင်သောခြေရာသံများနှင့်အေးဆက်သောအတန်တစ်ခုကိုကြားရသည်ဟုကျေးရွာသားများကဆိုကြသည်ငါရဲ့နာရီဟောင်းလေးပြန်ပေးပါမည်